ကြားဖြန့်ရှေ့ပြုနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုကြီးကိုစနစ်တကျနှိမ်နင်းရမှာ KNU ကဥဆောင်ပြီးတခြား EAO တွေကပူးပေါင်းပါဝင်ကြဖို့အပါအဝင်ဖက်ဒရယ်အုပ်ချုပ်ရေးဖက်ဒရယ်တပ်မတော်ဖက်ဒရယ်ရဲတပ်ဖွဲ့ဖွဲ့စည်းနိုင်ဖို့ဥတီကြိုးပမ်းတဲ့နယ်လို့ဒီကေနဝက်ဥပဒေအထောက်အကူပြုအဖွဲ့ကတိုက်တွန်းထားပါတယ်။အဲ့ဒီလုပ်ငန်းစဉ်တွေကိုဘယ်သူတွေကဥဆောင်ပြီးဘလို့ဖြူဟာတွေနဲ့လောက်ကင်တင်လဲဆိုတဲ့အကြံပြုချက်များအပါအဝင်အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီနဲ့တိုင်းရင်းသားတွေကြားယုံကြည်မှုခိုင်ခိုင်မာမာတည်ဆောက်နိုင်ဖို့ဖက်ဒရယ်ပြည်ညင်ကိုဘလို့အကောင့်ထဲပေါ်တင်လဲဆိုတာတွေနဲ့ပတ်သက်ပြီးလီဂေးနဝက်တီထောင်သူလူအခွင့်အရေးနဲ့ဖက်ဒရယ်ရေးရပညာရှင်ရှင်းနေကြီးဦးအောင်ထူးကိုကျွန်တော်တို့ Slam Break ကဆက်သွယ်မေးမြန်းထားပါတယ်ဒီနောက်ထပ်မေးခွန်းတစ်ခုအနေနဲ့ပေါ့နော်ဒီမြောက်ရီနယ်စပ်မှာရှိတဲ့ပေါ့နော်ဒီ DGF တို့ DKB တို့လို့ဒီကြားဖြတ်လက်နက်ကင်ခေါင်းဆောင်တွေအနေနဲ့ပေါ့နော်ဒီရှမ်းမြောက်ကကိုကန့်ကြားဖြတ်လက်နက်ကင်ခေါင်းဆောင်ပယ်ဆောက်ချိန်မိသားစုလို့ပေါ့တရုတ်ကဖမ်းဆီးပြီးတော့တေတံပေးတာမျိုးဒါမှမဟုတ်ရင်ဒီဘိန်းဘီရင်ခွန်စာရဲ့ဒီဌာနချုပ်ကိုပေါ့နော်ဒီ CIA နဲ့ထိုင်းစစ်တပ်ကဝင်စီးတယ်လို့ပေါ့ဒီအမေရိကန်ကဝင်ဖမ်းတာမျိုးသူတို့ဥပဒေနဲ့စီရင်တာမျိုးတွေဖြစ်လာနိုင်မလားပေါ့နော်ဆရာအဲ့ဒီဟာလည်းသုံးသပ်ပြပါအောင်ဆရာဒီလိုပြခင်ဗျားမေးတဲ့မေးခွန်းရဲ့ဒုတိယပိုင်းကတော့ကျွန်တော်လည်းပြောခက်တယ်လေCIA ကဝင်စီးတယ်လို့မျိုးလို့ပါလို့ပေါ့ဗျာအိုစမာဘင်လေဒီကိုပါကစ္စတန်မှာဝင်ရှင်းတယ်လို့မျိုးလို့တခြားလည်းအများကြီးပါပဲအီရန်မှာလားနော်ရီယေလားစသဖြင့်ပေါ့အများကြီးပါပဲဒါတွေတော့လှုပ်လားမလှုပ်လားတော့လုံနိုင်မလုံနိုင်တော့ကျွန်တော်လည်းပြောခက်တယ်ဗျာဒါကတော့ဟိုလက်ရှိသမ္မတကြီးဖြစ်တဲ့မစ္စတာဒေါ်နယ်ထရန့်ရဲ့စိတ်အာရုံပေါက်တယ်လို့လှုပ်ချင်လဲလှုပ်မယ်မလှုပ်ချင်လဲမလှုပ်ဘူးပြောသိချက်တယ်အဲ့ဒါတော့ဖြေရအခက်အခဲရှိပါတယ်ဒါပေမဲ့ခင်ဗျားမေးခွန်းရဲ့ပထမပိုင်းဖြစ်တယ်ဒီမြောက်ရီနယ်စပ်ကBGF DKB တို့လိုကြားဖြန့်လက်နက်ကင်ခေါင်းဆောင်တွေအနေဟာလည်းပဲရှမ်းမြောက်ကကိုးကကြားဖြန့်လက်နက်ကင်ခေါင်းဆောင်ပယ်ဆောက်ချေမိသားစုလိုဖြစ်သွားနိုင်သလားဆိုရင်မိကုန်းကပို့ပြီးတော့ရေးကြည့်တယ်အခုလောလောဆယ်ရှာကြည့်ရတာတော့နှစ်ဖက်လုံးမှာကြက်တယ်ရှိတယ်နှစ်ဖက်လုံးမှာကြက်တယ်ရှိတယ်မင်းအွန်လိုင်းကလည်းပဲစောချစ်သူကိုငွေရတာငွေဝေးကောင်းကိုကင်ထားသလိုပဲတေချာကင်နိုင်မကင်နိုင်ငွေဝေးရတယ်သူ့ကိုပြန်ကင်ပါဒီလိုအခြေအနေရှိတော့နှစ်ဖက်လုံးကဆရာစဉ်းစားကြည့်တော့ပေါ့နှစ်ဖက်လုံးကသူ့အနေနဲ့သူချိန်နေရတယ်ပယ်ဆောက်ချိန်တို့မိသားစုနဲ့မတူတဲ့အခြေအနေကဒီတောင်ပိုင်းမှာကစောချစ်သူကသူ့အနေနဲ့သူတိဆောက်ထားနိုင်တဲ့အခြေအနေရှိတယ်တိုက်ရင်ကတောင်းကနန်းလောက်ရှိနိုင်တယ်အဲ့လိုအခြေအနေမျိုးရှိတော့မင်းအွန်လိုင်းဘက်ကလည်းစောချစ်သူကိုကင်တွယ်ရခက်တယ်စောချစ်သူကလည်းပဲခမားအခုစဉ်းစားလို့သူလည်းစဉ်းစားမှာပဲငါကံကြမ္မာပယ်ဆောက်ချိန်တို့မိသားစုလိုဖြစ်သွားမလားဆိုတဲ့အခါကျတော့သူလည်းမင်းအွန်လိုင်းကိုမယုံရဲဘူးသိကြတယ် 100% သိကြတယ်ဒီနှစ်ခုကြားထဲမှာအခြေအနေကိုစောင့်ကြည့်နေကြတဲ့သဘောဖြစ်တယ်အဲ့တော့တစ်ချိန်မှာမင်းအွန်လိုင်းကသူ့ဘက်ကနေပြီးတော့မှစောချစ်သူရဲ့အခုပဲစပြီးတော့ရွှေကုတ်ကိုသူ့တက်နဲ့ဝင်စစီးထားပြီလေအဲ့တော့အဓိကကြတဲ့နေရာတွေကိုသူ့တက်တီထပ်ပို့ပြီးတော့ဆက်စီးထားနိုင်မယ်ဆိုရင်စောချစ်သူကတဖြည်းဖြည်းနဲ့မင်းအွန်လိုင်းလက်ထဲကိုနေပြီးတော့မှသွားမနေဘူးတော့စောချစ်သူကစိုးရင်တဲ့အတွက်မင်းအွန်လိုင်းရောင်းစိုးရင်လို့နေပြီးတော့မှသွားမခိုးလုံရဲအောင်တော့အခုရှိနေတဲ့နေရာမှာတွေပဲတဖြည်းဖြည်းနဲ့စောချစ်သူဟာအခုတိုင်းသာစစ်တပ်ကရွှေကုတ်ကိုမှာတိုးပြင်းပြီးသူတို့လှုပ်ချင်တာလှုပ်ခွင့်ရနေပြီဆိုရင်စောချစ်သူရဲ့အနေအထားတွေကိုတဖြည်းဖြည်းကျင်းလောင်လုပ်ပြီးတော့မှစစ်တပ်ကလူသလိုခြေလည်နိုင်တဲ့အခြေအနေရောက်သွားပြီဆိုရင်ပေဆောက်ချိန်တို့မိသားစုလိုကံကြမ္မာမျိုးစောချစ်သူဖြစ်မသွားနိုင်ဘူးလို့ပြောလို့မရဘူးအဲ့တော့ဏီကုန်းချုပ်ပြောလို့ရှိရင်တော့ဖြင့်စောချစ်သူအတွက်အကောင်းဆုံးကပါလေတေးကြတယ်သူလည်းစိတ်မချဘူးမင်းအောင်လိုက်စောချစ်သူရဲ့အတွက်အကောင်းဆုံးကတော့ဖြင့်နိုင်ငံတကာနဲ့ပေါင်းပြီးတော့မှဖြစ်သမျှတွေကုန်ဖွင့်ပြောဘာတွေဖြစ်သွားလဲဆိုအစဆုံးဖွင့်ပြောအဲ့တော့တရားရုံးမှာတရားလိုပြတက်တည်ဖြစ်နေစစ်ခံပြလိုက်
အဲ့ဒါနိုင်ငံတော်ဥပဒေမှာပြည်တွင်းဥပဒေမှာရှိတယ်လေဗျအဲ့တော့တရားလိုဘက်ကဆွဲတင်တဲ့တရားလိုပြသက်သေတယောက်ကဟိုခင်ဗျားကြားဘူးလိမ့်မယ်ဗိုလ်ချုပ်ဝန်စားမှုမှာတော့မှပေါ်ကောင်ဆိုပြီးသုံးခဲ့တာရှိရတယ်အဲ့တော့တရားလိုပြသက်သေဖြစ်နေတရားရုံးကလိုချင်တဲ့ထွက်ချက်တွေကိုပေးသွားနိုင်မယ်ဆိုလို့ရှိရင်တော့ဖြစ်ရင်ဒါတရားလိုဘက်ကတရားစွဲဆိုတဲ့နိုင်ငံသားအဖွဲ့အစည်းတွေကလည်းပဲအဲ့လိုပုံကိုယ်တွေကိုကာကွယ်စောင့်ရှောက်တဲ့အစဉ်အလာရှိတယ်လုံထုံးလုံနည်းတွေရှိတယ်အဲ့တော့အာအဲ့ရနေပြီးတော့မှစောချစ်သူကထွက်ပေါက်ရှာတာဟာဒီတိုင်းထွက်ပြေးတာလို့ပေါ့မင်းအောင်လိုင်ကိုအားကိုးပြီးမင်းအောင်လိုင်ရှိတဲ့နေရာမှာတော့ခိုလုံတာတို့တဲ့စာရင်သူ့ရဲ့ဘဝကပို့ပြီးတော့အမခံချက်ရနိုင်တယ်လို့အဲ့လိုပဲယူဆပါတယ်လက်ရှိမှာဆိုရင်ဒီမြန်မာနိုင်ငံကနိုင်ငံတကာရာဇဝတ်မှုတွေဖြစ်တယ်ပေါ့နော်ဘိန်းဖြူတို့ဒီမက်တာဖက်တမင်းတို့ပေါ့နော်ဒီမူရစေဝါအဓိကထုတ်လုပ်ဖြန့်ဖြူးတာကမ္ဘာထိပ်တန်းနိုင်ငံဖြစ်နေတယ်ဆိုပြီးတော့ဒီအညွှန်းကိန်းတွေမှာဖော်ပြကြတာပေါ့နော်ဒီအခုလက်ရှိမှာဆိုရင်လည်းဒီကမ္ဘာထိပ်တန်းရာဇဝတ်လုပ်ငန်းဖြစ်တဲ့ဒီကြားဖြန့် online ငွေလိမ်လုပ်ငန်းပေါ့နော်အဲ့ဒီလုပ်ငန်းကလည်းဒီစစ်တပ်တစ္ဆာခံဒီလက်နက်ကင်တပ်ဖွဲ့တွေပေါ့နော်ဒီလက်နက်ကင်တပ်ဖွဲ့တွေကဒီနေရာထိုင်ခင်းတွေလုံခြုံရေးတွေပေးပြီးတော့လုပ်ခွင့်ပေးလာတာပေါ့နော်ပြီးရင်ရရှိလာတဲ့ဒီဒေါ်လာဘီလီယံပေါင်းများစွာတွေကနေပြီးတော့လည်းဒီစစ်ကောင်းဆောင်ကအကျိုးမြတ်ရနေတာဆိုတော့ဗောနော်ဒီလိုမူရစ်စေဝါဖြန့်ဖြူးမှုတွေရာဇဝတ်မှုတွေဒီအဆုံးသတ်နိုင်ရေးမှာဒီစစ်တပ်ကြီးစိုးပြီးတော့ချုပ်ကင်နေတဲ့ဒီနိုင်ငံရေးစနစ်တစ်ခုလုံးပေါ့နော်အမြင့်လန်ဖြိုချနိုင်ဖို့ကဘယ်လောက်ထိအရေးကြီးတယ်လို့မြင်လဲပေါ့နော်ဒီအမေရိကန်အစိုးရနဲ့လွှတ်တော်ကိုဒီဒါနဲ့ပတ်သက်ပြီးတော့ဆရာတို့ဘာအမှားစကားပါခြင်းလဲပေါ့ခင်ဗျားမေးတဲ့မိကုန်းကအကောင်းဆုံးပဲဗျဒါကဂရိချိန်မှာတိုင်းသားပေါင်းသောလူတရက်ယူလုံရောနိုင်ငံရေးအင်အားစုတွေအကုန်လုံးစဉ်းစားမယ်ကိစ္စပဲစိတ်ကူးရင်လို့မရဘူးလေနှစ်ပေါင်း60ကျော်62ခုနှစ်စစ်တပ်အာဏာသိမ်းပြီး63မှာငြိမ်းချမ်းရေးအယောင်ပြဆွေးနွေးပွဲတွေကစပြီးခနေ့အချိန်အထိဆွေးနွေးပွဲပေါင်းရာထောင်ချီလုပ်ခဲ့ပြီးပြီအမျိုးမျိုးပဲဆိုတော့နောက်ဆုံးကျတော့စစ်တပ်ကသူလှုပ်ချင်တယ်လို့လှုပ်သွားတာပဲလေမဟာဆွေးနွေးပွဲကမှရက်လက်ကောင်တိုင်းပြည်အတွက်သူအတွက်ထွက်ခဲ့တာမှမရှိပဲအခုလဲလာနေပြန်ပြီခင်ဗျာအင်ဒိုနီးရှားဆွေးနွေးပွဲဘာမှခင်ဗျာရက်လက်ထွက်မှာလည်းမဟုတ်ဘူးဆိုတော့ဟိုဆွေးနွေးပွဲဒီဆွေးနွေးပွဲတွေနဲ့ချိန်ကုန်မဲ့အစားကိုရှော့မဲ့လမ်းကြောင်းဖြောင်းမြင်တာအကောင်းဆုံးပဲအဲ့တော့ဒီစစ်တပ်ကြီးဟာဂရီပေါင်းများစွာပြက်ကွက်ခဲ့တဲ့စစ်တပ်ကြီးပဲအဲ့တော့အဲ့ဒါကိုမြင်မှန်ရလို့လက်ရှိတပ်မတော်စစ်တပ်တွေကနေအမြင်မှန်ရလို့ဒီဘက်ကိုပြောင်းလာတဲ့ရာရှိအစဉ်ပုဂ္ဂိုလ်တွေလည်းမနေတော့ဘူးဝမ်းမြောက်ဝမ်းသာကြိုးဆိုတယ်သူတို့လှုပ်ဆောင်ချက်တွေလည်းတိမှတ်ပြုတယ်အဲ့တော့ဒီတဲ့အဆင့်မြင့်တဲ့ရာရှိကြီးတွေပါကူးပြောင်းလာတဲ့အပြင်ဒီစစ်တပ်ကြီးကကြီးစိုးချုပ်ကင်ထားတဲ့နိုင်ငံရေးစနစ်တစ်ခုလုံးကိုအမြင့်လန်ဖြိုချနိုင်ဖို့ကရာဂိုင်နှုန်းပြည့်ရေးကြည့်တယ်အဲ့လိုမဖြိုချနိုင်ဘဲနဲ့ရတော့ဖြစ်ရင်ဖြိုချဖို့ရှင်းလင်းပြတ်သားတဲ့နိုင်ငံဥတီချက်မရှိလို့ကတော့ခင်ဗျစစ်တိုက်နေတယ်ဘာမှမထူးစစ်တိုက်လိုက်တော့ဆွေးနွေးလိုက်အဲ့တော့ကြာတော့ဘာဖြစ်လာလဲဆိုတော့ကိုယ့်ရဲ့နိုင်ငံရေးမှန်ချက်ကရိုင်းလာတယ်ကိုပြင်ဆင်ရမယ့်လုပ်ငန်းတွေကလည်းအတိအကျမရှိတော့ဘူးဆိုလိုချင်တာကဘာလို့အဓိကပြင်ဆင်ရမလဲဆိုတော့လက်ရှိတပ်မတော်လို့ခေါ်တဲ့စစ်တပ်ကကြီးစိုးထားတဲ့အုပ်ချုပ်ရေးရန်ရာတစ်ခုလုံးကိုဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုအခြေခံတဲ့အုပ်ချုပ်ရေးရန်ရာအသစ်နဲ့အစားထိုးရတော့အဲ့အတွက်ဗက်ပေါင်းတော်ပြင်ဆင်ရမယ်သိကြီးတဲ့လုပ်ငန်းပဲအဲ့လိုအစားမထိုးနိုင်လို့ကတော့တကယ်တမ်းပြောင်းလဲဖြစ်ဖို့ကတော်တော်ကိုခရင်တယ်မဖြစ်နိုင်တော့အောင်ခရင်တယ်အဲ့တော့မျော်သူကြီးစမ်းနေလို့သွားတာလေဆိုင်ရင်ကိုလျှောက်မယ်လမ်းကြောင်းပါလေအဲ့လမ်းကြောင်းတဲမမလျှောက်တယ်တဲမမလျှောက်ရင်းနဲ့နိုင်ငံရေးကိုတိဆောက်သွားတယ်နိုင်ငံရေးကိုတိဆောက်ရင်းနဲ့စစ်တိုက်နိုင်စွမ်းရည်ကိုမြင့်နေသွားတာစစ်ကိုရှိသမျှစွမ်းလေးနဲ့တိုက်ပြီးတော့မှနိုင်ငံရေးတိဆောက်မှုဥပဒေစိုးမိုးရေးပေါ်မှာခြေခံနိုင်ငံရေးတိဆောက်မှုကမလုပ်နိုင်ဘူးဆိုရင်တမင်မိုးရင်းကြားစားရင်းပဲ။ဘာကြောင့်လဲ तू ကဘက်ပေါင်းစုံကနေပြီးတော့မှစစ်သားတစ်စုဆောင်းတာသူ့အတွက်လောက်ကြီးမခဲရင်ဘူးလေ
အခုပဲခင်ဗျားလည်းကြားမှာပေါ့ကျွန်တော်လည်းကြားလိုက်တယ်လေထိုင်းဘက်ကနေပြန်ပို့တဲ့မြန်မာနိုင်ငံကိုပြန်ရောက်လာတဲ့လူ60လောက်ကိုစစ်သားတွေကိုထည့်လိုက်ပြီလွယ်လွယ်လေးပဲသူတက်အဲ့တော့တမင်မွေးကြားဆိုင်ဖြစ်နေတဲ့အဖြစ်ကဘယ်အခါမှဖြစ်မလဲနိုင်ငံဥတီချက်ကမပြတ်သားဘူးဒီလောလောဆယ်အုပ်ချုပ်မှုစနစ်ဟောင်းတစ်စုံလုံးကိုဖျက်ပြီးတော့မှအုပ်ချုပ်မှုစနစ်အသစ်ဖက်ဒရယ်ဒီမိုကရေစီအခြေခံနေပြီးတော့မှဖက်ဒရယ်အုပ်ချုပ်မှုစနစ်တစ်ခုနဲ့အစားထိုးသွားမယ်အဲ့အောက်ကနေပြီးတော့မှလိုအပ်တဲ့တိုင်းပြည်ဆောက်အုံတွေstate organs and institution ပေါ့တိုင်းပြည်ရန်တဲ့ဆောက်အုံတွေတိဆောက်သွားမယ်ဆိုတော့နိုင်ငံဥတီချက်ကရှင်းနေတော့မှသာလေတကယ်တမ်းပြည်တော်စုတစ်ခုလုံးပြောင်းလဲဖြစ်စီအဲ့ဒါနဲ့ဆက်စပ်ပြီးတော့မှပြည်နယ်တစ်ခုချင်းစီရဲ့ပြောင်းလဲဖြစ်စီတကယ်လက်တွေ့အကောင်တွေပေါ်လာနိုင်လိမ့်မယ်ဒါကြောင့်တိတ်ကိုရေးကြည့်တယ်လို့မြင်တယ်အဲ့တော့အမေရိကန်အစိုးရနဲ့လွှတ်တော်ကိုဘာစကားပါခြင်းလဲဆိုတော့မေတ္တာရက်ခံတာပါဆရာတို့ကစကားပါတဲ့အဆင့်မျိုးဆိုတော့စာရင်တော့မေတ္တာရက်ခံတယ်လို့ပဲပြောရင်ပိုကောင်းပါတယ်ဆိုတော့အမေရိကန်အစိုးရရောလွှတ်တော်ရောပါမေတ္တာရက်ခံနေတာကတော့အမေရိကန်ပြည်တော်စုကကမ္ဘာမှာထိပ်တန်းရောက်နေတဲ့ဖက်ဒရယ်နိုင်ငံကြီးဖြစ်တယ်လို့ဒီမိုကရေစီနိုင်ငံကြီးလည်းဖြစ်တယ်အဲ့တော့အကောင်းဆုံးစံတန်ဖိုးတွေကိုအခြေခံပြီးတော့မှနှစ်ပေါင်း200ကျော်လက်တွေ့လက်ပတ်ပြတဲ့နိုင်ငံကြီးလည်းဖြစ်နေအဲ့တော့ဒီနောက်ခံတွေကိုထောက်ထားပြီးတော့မှမြန်မာနိုင်ငံမှာအဆိုးဆုံးစံတန်ဖိုးတွေကိုကျင့်သုံးနေတဲ့ဆေးအာဏာရှင်စနစ်တစ်စုံလုံးပျောက်ပြတ်သွားပြီးတော့မှဒီဖက်ဒရယ်ဒီမိုကရေစီအခြေခံနေပြီးတော့မှဖက်ဒရယ်နိုင်ငံသစ်တည်းပေါ်လာစေမဲ့အနေအထားမျိုးကိုဘက်ပေါင်းစုံနေအစိုးရဘက်ကဖြစ်စေလွှတ်တော်ဘက်ကဖြစ်စေပံ့ပိုးပေးခြင်းအပြင်မြန်မာနိုင်ငံအတွင်းမှာရှိတဲ့တိုင်းရင်းသားပေါင်းစုံလူတွေဟာများစွာကျေးဇူးတင်ကြလိမ့်မယ်လို့အဲ့လိုပဲမျှော်လင့်ကြောင်းနဲ့မေတ္တာရက်ခံနေပါတယ်ဒါတော့ပါပဲဟုတ်ကဲ့ဆရာဒီနောက်မေးခွန်းတစ်ခုအနေနဲ့ပေါ့နော်ဒီလက်ရှိကြားဖြန့်အရေးမှာဆိုရင်ဒီတရုတ်နဲ့အမေရိကန်ပါလာတော့ကြတော့ဒီဒေတာတွင်းနိုင်ငံတွေပေါ့နော်ဒီထိုင်းတို့လာအိုတို့ပါဒီအပူတပင်းဖြစ်လာတာကိုတွေ့ရတယ်ပေါ့နော်ဒီကျွန်တော်တို့ရဲ့မြန်မာပြည်တော်လှန်ရေးမှာဆိုရင်လည်းဒီ2020ခုအထိကိုဒီတရုတ်ရဲ့အားပေးထောက်ခံမှုနဲ့ဆိုပြီးတော့ပေါ့နော်ဒီအချိန်ဟုန်နဲ့အောင်ပွဲခံနိုင်ခဲ့တယ်ပေါ့ဆရာရဲ့ဒါပေမဲ့နောက်ပိုင်းမှာတော့ဒီရှမ်းမြောက်အရေးမှာဒီတရုတ်ကဒီဖိအားပေးပြီးတော့ငြိမ်းချမ်းရေးတွေယူခိုင်းတော့ဒီအခုတော်လန်ရေးရဲ့အရေးကလည်းအပြောင်းလဲတစ်မျိုးဖြစ်သွားတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီမြန်မာပြည်အရေးမှာတောက်လျှောက်ပေါ့နော်ဒီပြည်ပနိုင်ငံတွေကပဲအဆုံးဖြတ်ပေးနေတယ်လို့ပြောလို့ရမလားဒါကဘယ်အချက်တွေကြောင့်လဲဆိုတာလည်းသုံးသပ်ပေးပါအောင်အေးပေါ့ဗျာပြည်ပနိုင်ငံတွေကအဆုံးဖြတ်ပေးတယ်ဆိုတာစကားလုံးသုံးလို့ရပျော့ပြောင်းသွားတော့ပေါ့ဒါတရုတ်ဆိုရင်ဝင်ရောက်ဆွတ်ဖက်တဲ့အဆင့်အထိကိုပဲဆွဆွဲကြတာရှိတော့အဲ့လိုမျိုးသုံးနှုန်းမျိုးတွေဆိုရင်တော့ဖြစ်ရင်မသုံးသင့်ဘူးဘာကြောင့်လဲဆိုတော့တရုတ်ဆန့်ကျင်ရေးကိုမီဒီယာတွေကိုယ်တိုင်လှုံ့ဆော်ပေးတယ်လို့ဖြစ်နေမကောင်းဘူးလေကိုယ့်ရဲ့အိမ်နားနေချင်းနိုင်ငံဖြစ်တဲ့အပြင်ကိုဒီကမ္ဘာမှာတိုးတက်မှုအမြင့်ဆုံးစံနှုန်းအနေနဲ့တက်သွားတဲ့တရုတ်နိုင်ငံကြီးကိုကျွန်တော်နိုင်ငံထဲမှာရှိတဲ့တိုင်းရင်းသားပေါင်းစုံပြည်သူတွေကလေ့လာတဲ့နယ်လို့ပထမအကြံပေးခြင်းတယ်။ဘာကြောင့်လဲဆိုတော့ကမ္ဘာမှာလူ့အခွင့်အရေးအခြေခံနေပြီးတော့မှနိုင်ငံစာချုပ်နှစ်ခုရှိတယ်။တစ်ခုကတော့ International Covenant on Economic, Social and Cultural Rights လို့ခေါ်တယ်။စီးပွားရေးလူမှုရေးနဲ့ယဉ်ကျေးမှုဆိုင်ရာနိုင်ငံစာချုပ်လို့အဓိပ္ပာယ်ရှိတယ်။အဲဒီစာချုပ်ကိုတရုတ်ပြည်ကလက်မှတ်ရေးထိုးတယ်အတည်ပြုတယ်အကောင့်တွေပေါ်ဖို့ကြိုးစားတယ်သူ့နိုင်ငံတွေကတရုတ်အမျိုးသားတွေကိုစီးပွားရေးကတိုးတက်ဖွံ့ဖြိုးအောင်သူအစွမ်းကုန်လုပ်တယ်စာချုပ်နောက်ခံနေပြီးတော့အလားတူပဲအမေရိကန်ပြည်ထောင်စုကလည်း International Covenant on Civil and Political Rights ဆိုတဲ့အများပြည်သူနဲ့နိုင်ငံရေးအခွင့်အရေးဆိုင်ရာနိုင်ငံတော်သဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးတယ်အတည်ပြုတယ်အဲ့ဒီအတိုင်းပဲလက်တွေ့ကျင့်သုံးတယ်အဲ့တော့ဒီနိုင်ငံတစ်ခုလုံးကသူ့အနေနဲ့သူအောင်မြင်နေကြတာပဲအဲ့တော့ကျွန်တော်တို့ကကျွန်တော်နိုင်ငံကပြည်သူလူထုကနိုင်ငံတနိုင်ငံဘက်ကိုအသေးရအခြားနိုင်ငံကိုဆန့်ကျင်ဒီလိုမျိုးမသွားသေးဘူးလေအဲ့တော့နှစ်နိုင်ငံလုံးမှာရှိတဲ့ကောင်းတဲ့အချက်တွေတူယူတင်တာပေါ့တရုတ်နိုင်ငံဆိုလဲမျက်စိရှိမှနေမယ်ကဘာမှာတိုးတက်မှုအမြန်ဆုံးတိုင်းပြည်ဖြစ်ခဲ့တာပဲ
ဘာကြောင့်လဲ1966က86ကြားကာလအတွင်းမှာယဉ်ကျေးမှုတော်လှန်ရေးဖြစ်ပြီးတော့အကြီးအကျယ်ပျက်စီးဆုံးရှုံးခဲ့တာပဲတရုတ်တွေဆံပြုတ်တောက်နေကြပြီလို့ဆရာငယ်တော့ဆိုရင်ဆရာဖေကအများအားပြောတာပဲဒီတော့ထိတ်မှာအာဟိုအာဟိုအရက်ဆိုင်လေးနဲ့ခေါက်ဆွဲဆိုင်လေးလာဖွင့်ကြရတယ်ပေါ့စီထမ်းရောင်းတယ်တရုတ်တွေဘောကိုဒီလိုမြင်ခဲ့ကြဒီနေ့အချိန်မှာပြန်ကြည့်တော့ကမ္ဘာတိုးတက်ဆိုးနိုင်ငံတွေမှာထိတ်တန်းဝင်သွားပြီအဲ့တော့အိမ်နာနေချင်းနိုင်ငံကြီးတစ်ခုဒီလိုမျက်စိရှိမှဒီလိုတိုးတက်သွားဘာကြောင့်လဲအတူတူတင်တာပေါ့ဘာကြောင့်ဒီတရုတ်ကဝင်ရောက်ဆွတ်ပတ်တယ်တရုတ်ကဘာဖြစ်တယ်ဆိုတော့တရုတ်ဆန့်ကျင်ရေးလောက်တာအကျိုးမရှိဘူးလို့ဆရာတော်မြင်တယ်ဒီအခြေခံကနေကြည့်လိုက်လို့ရှိရင်တစ်ဖက်ကတော့ခင်ဗျားပြင်မေးသလိုပြပနိုင်ငံတွေကပဲလွှမ်းမိုးသလိုဘာလို့ဖြစ်တဲ့သဘောဖြစ်တာပေါ့ပြပနိုင်ငံတွေကလွှမ်းမိုးတယ်ဆိုလေကိုကလွှမ်းမိုးမှုကိုလွှမ်းမိုးလို့ကိုမရတဲ့တောင့်တင်းကြံ့ခိုင်တဲ့စီးလုံးညီညွတ်မှုမျိုးရအောင်တိဆောက်အောင်ပေါ့ ဆရာနောက်မေးခွန်းတစ်ခုပေါ့နော်ဒီမြန်မာနိုင်ငံရဲ့ဒီမိုကရေစီစနစ်ပြန်ရရေးအာဏာရှင်စနစ်တော်လှန်ရေးမှာဒီနိုင်ငံတကာရဲ့ပံ့ပိုးထောက်ခံမှုကကျွန်တော်တို့အနေနဲ့ဆိုရင်မျှော်လင့်စရာဘာတွေရှိမယ်လို့ဆရာအနေနဲ့ယူဆလဲပေါ့နော်မျှော်လင့်စရာအများကြီးရှိတာပေါ့တကယ်ကိုအများကြီးရှိတယ်စဉ်းစားချက်ရှင်းဖို့လိုတယ်ဥပမာဒီမိုကရေစီစနစ်ပြန်ရရေးဆိုတဲ့ဟာကအသုံးတော့မတည့်သေးဘူးလေပွင့်လင်းပြောမယ်ဆိုရင်မြန်မာနိုင်ငံမှာဒီမိုကရေစီစနစ်ဆိုတာဟာ1948ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာကာလတစ်ခုရခဲ့ဘူးတယ်ဒါပေမဲ့ဒီမိုကရေစီကလူများစုဒီမိုကရေစီတက်ပဲအဓိကဖြစ်တာကြောင့်မလို့လူများစုမြန်မာလူမျိုးတွေရဲ့အများစုရှိတဲ့မြေပြန့်ဒေသတွေမှာအောင်မြင်ခဲ့တယ်တိုင်းရင်းသားပြည်နယ်တွေမှာတော့အရှင်းရနဲ့ပြီးကြံခဲ့တာပဲဒါကြောင့်လည်းပဲပြည်တွင်းစစ်ကအနည်းဆုံး1960လောက်ကစတွေ့ရင်ကိုနှစ်ပေါင်း60ကျော်သွားပြီဒါပေမဲ့ကိုဖြိုးလွန်အောင်စဉ်းစားကြည့်ပါမြန်မာစကားပုံရှိတယ်ငကိုရှိမှငကိုင်းထွက်တယ်လို့ခေါ်တယ်ကိုယ့်အကိုလည်းပြန်လိလာဆန်းစစ်ဖို့လိုတယ်ကိုယ်မှာအားနေချက်ဒီအပေါက်ဒီရှော့မယ်လမ်းမရှင်းတာဒီနိုင်ငံရေးရလမ်းကြောင်တာဒီအများကြီးဖြစ်နေတာပြန်စဉ်းစားဖို့လိုတယ်ဒါတကားအဖြစ်ဆရာပြောပြမယ်အခုFederal ကိုသွားမယ်Federal Democracy Charter ထဲမှာပါတယ်ပြည်နယ်တွေနဲ့ပြည်နယ်အတွင်းမှာရှိတဲ့ပြည်သူတွေဟာအချို့အခြားနာကိုပိုင်ကြတယ်အတိအလင်းပါပဲကိုဖြိုးလွန်အောင်ပြကြည့်ပါဒါပေမဲ့9နှစ်ထဲရောက်သွားပြီအဲ့ဒီ Federal Democracy Charter စာရွက်ပေါ်မှာပဲရှိတယ်တခါမှတိတိကျကျလက်တွေ့အကောင့်တွေဖော်တာမရှိဘူးဖော်လိုက်ရင်လည်းပွင့်လင်းပြောရင်ကူးကားဖြစ်တဲ့အတွက်တိုင်းရင်းသားပြည်နယ်ရဲ့ပြန်ကန့်ကွက်တော့နောက်ပြန်ဆုတ်လာတယ်ဥပမာဆိုကြပါစို့ဗျာအဲ့ဒါထွက်လာပြီးနောက်ပိုင်းမကြခင်မှာဒီအုပ်ချုပ်ရေးအဖွဲ့တွေဖွဲ့တော့အုပ်ချုပ်ရေးအဖွဲ့တွေကိုကရင်ပြည်နယ်မှာကရင်နီမှာတော့ဖွဲ့ခါကျတော့ KNU ရော KNPP ရောတပြိုင်နက်ကန့်ကွက်ကြတဲ့အတွက်အဲ့ဒါကြီးပြတ်သွားတယ်ဆိုတာပြည်နယ်နဲ့ပြည်နယ်တွင်းမှာရှိတဲ့ပြည်သူတွေကအချုပ်အခြာအာဏာကိုပိုင်နေဆိုတာက Federal Democracy ပြည်ညင်ထဲမှာ on paper ပဲရှိလက်တွေ့ကြတော့ဒါနဲ့ဆန့်ကျင်တာလုပ်တဲ့အခါကျတော့တိုင်းသားပြည်နယ်ရဲ့နှစ်ကာယုံကြည်မှုကိုဘယ်ရမလဲဒါမျိုးအားနည်းချက်တွေရှိတယ်ဒါဖြစ်နိုင်ငံရေးလမ်းကြောင်းဘယ်ကိုဥတည်သွားတာလဲFederal Democracy ကိုဘယ်လိုနားလဲလဲဆိုတဲ့ဟာကိုတေချာပြန်မကြည့်ဘဲနဲ့ပြည်အောင်စုတစ်ခုလုံးခင်ဗျဘယ်လိုတွားပြီးစီယုံညီညွတ်အောင်လုပ်တော့မလဲစဉ်းစားကြည့်ပါအဲ့ချိန်မှာတစ်ဖက်ကလည်းတိုင်းရင်းသားတွေကသူတို့အဆောင်ကိုသူတို့ပြလာကြတယ်ဒီညီနောင်သုံးဘွဲကဘာပြောနောက်ပိုင်းမှာအားနည်းချက်တွေရှိရင်လည်းရှိမယ်အားနည်းချက်လို့မြင်တာရှိရင်လည်းရှိမယ်ပြဿနာကြီးတက်လာတဲ့ပိုင်းအထူးသဖြင့်DNL နဲ့ပတ်သက်လို့လားနောက်တစ်ခါ MND နဲ့ပတ်သက်လို့လားပြဿနာကြီးတချို့တက်လာရှိရင်ရှိမယ်ဒါပေမဲ့1027စစ်စင်မှာသူတို့ရှမ်းတောက်တိုက်ပြခဲ့တာပဲဒီ ULA ဆိုအခုတက်တိတိုက်တုံးပဲရှိနေတာပဲအဲ့တော့သူတို့ရဲ့စွမ်းရည်ကိုအတိအမှပြုရမှာပေါ့ခင်ဗျားဘာနဲ့အတိအမှပြုမလဲကိုဖြိုးလွန်အောင်စဉ်းစားကြည့်ပါ Federal Democracy ပြည်ညင်မှာအတိလင်းပါထားတဲ့ဟာကိုတော့လက်တွေ့အကောင်နဲ့ပေါ်ပြီးတော့အတိအမှမပြုဘဲနဲ့ဘာနဲ့သွားအတိအမှပြုမလဲအဲ့တော့ဒီတိုင်းသားအဖွဲ့ပါလာအောင်ပြည်တော်စုကြီးဘယ်လိုတိဆောက်ကြမလဲ
ပြဿနာအားလာနေလားအဲ့တော့ဟုတ်ပါပြီကဲ Federal Democracy ပြည်ညင်မှာအခြေခံပြီးတော့တိုင်းပြည်အုပ်ချုပ်ရေးရန်နေရတွေဖွဲ့အစိုးရရှိတယ်CRPH လွှတ်တော်ရှိတယ် CRPH လွှတ်တော်လည်းပြဿနာပဲဘာကြောင့်လဲဆိုတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုအခြေခံပြီးတော့ဖွဲ့တဲ့လွှတ်တော်ဆိုတော့ဖွဲ့စည်းပုံအခြေခံဥပဒေကမရှိဘူးမရှိတဲ့အခါကျတော့တိုင်းရင်းသားပြည်နယ်အခွင့်အရေးကိုဘာနဲ့ခင်ဗျာကောင်းနေပေါ်မလဲ CRPH ရဲ့လွှတ်တော်စဉ်းစားကြည့်လို့အဲ့ပြဿနာရှိတာပဲနောက်တစ်ခါတရားလွှတ်တော်ချုပ်လုံးဝမရှိနေဘူးတရားလွှတ်တော်ချုပ်လုံးဝမရှိဘဲနဲ့အောက်ကနေပြီးတော့မြို့နယ်တရားရုံးတွေရက်ကြီးတရားရုံးတွေဖွဲ့တဲ့အခါကျတော့တရားခံတယောက်ရဲ့အခွင့်အရေးကအယူခံတက်ခွင့်ဘယ်လိုဖော်ဆောင်မလဲအဲ့ဒါကြီးကိုယ့်ဘက်ရှိနေတဲ့အခြေအနေတွေဗျာကိုပြောလို့အောင်စဉ်းစားကြည့်ပါကဲနိုင်ငံသားအမြင်နဲ့ခင်ဗျားတို့ဒီမိုစီအင်အားစုတွေကမတိုက်ဘူးတော့ဟုတ်တယ်တိုက်တော့တိုက်တယ်ဒါတပ်ပရနာမောင်းတက်တွေမှုလို့ပေါက်နေတဲ့ကိစ္စကိုခင်ဗျားတို့ဘယ်လိုဖြင်းမလဲဆိုရင်ခင်ဗျာဘာနဲ့သွားဖြေမလဲNUG အုပ်ချုပ်တဲ့အောက်မှာရှိတဲ့တပ်တွေကရှိတယ် NUG အုပ်ချုပ်အောက်မှာမရှိတဲ့တပ်တွေလည်းအများကြီးပဲနောက် NUG နဲ့ဘာမှမဆိုင်တဲ့တခြားတပ်တွေလည်းရှိတယ်အခုနောက်ထပ်ခါလဲ NRP ဆိုပြီးတော့မှဟိုဟိုတပ်ပေါင်းစုဖွဲ့တဲ့ပုံစံတွေပေါ်လာနေပြီအဲ့တပ်တွေအားလုံးဟာ1 comment အောက်ကဘယ်လိုထားမလဲလို့မေးရင်ဘယ်လိုဖြေကြမလဲကိုပြောလို့စဉ်းစားကြည့်ပါဒါကကျွန်တော်တို့ဘက်ကအားနည်းချက်တွေကျွန်တော်တို့ဘက်ကအားနည်းချက်တွေကိုကိုယ့်အားနဲ့ကိုယ်ဘယ်လိုပြင်မလဲဆိုတာစနစ်ကျညှိနှိုင်းပြီးတော့နိုင်ငံရေးကဆွေးနွေးသဘောတူချက်တွေရအောင်လုပ်အဲ့ဒီကနေစာချုပ်တွေပေါ်လာအောင်လုပ်အဲ့ဒီအခြေခံကနေဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေလမ်းကြောင်းကိုမသွားဘဲနဲ့ဘယ်လိုလုပ်ဖြေရှင်းမလဲကိုယ်အချင်းကြားထဲမှာလည်းမဖြေရှင်းနိုင်ညှို့မတိဆောက်နိုင်နိုင်ငံတကာကိုလည်းပြစရာမရှိဘာပြစရာရှိတယ်ပြလာမှာခုန Federal Brain ရှိတယ်အဲ့ဒီတိုင်းနဲ့အကောင်တွေမပေါ်ဘူးဘာနဲ့ခဏတော့ပြဒီလိုအခြေအနေဖြစ်နေတာငကိုရှိလို့ငကိုင်းထွက်တာပေါ့ငကိုကကျွန်တော်တို့ဘက်မှာအားနည်းချက်တွေတပုံတပင်ရှိနေလူတို့ကိုလည်းကြောက်မရှင်းနိုင်နိုင်ငံတကာဥစ္စာဝေးရောအဲ့လိုဖြစ်တော့ပြည်တွင်းလူထုနဲ့နိုင်ငံတကာကယုံကြည်အောင်ဘယ်လိုဆက်တိဆောက်ကြမလဲအထူးသဖြင့်တိုင်းရင်းသားပြည်နယ်ယုံကြည်မှုရအောင်ဘယ်လိုတက်စီဆက်တိဆောက်ကြမလဲတက်တီအားလုံး one central command တစ်ခုရဲ့အောက်မှာjoint command ကောင်းနေ joint command ခဏပဲရတယ် joint command ဆိုပူးတွဲတိုက်တာဒါ joint command ရဲ့အခြေခံပါလေအောက်က command တစ်ခုချင်းစီကအားကောင်းတဲ့စုဖွဲ့မှုရှိနေ joint command ကလုပ်ဖြစ်တယ်သို့တော်လည်းပဲအောက်ကစုဖွဲ့မှုကရိုင်နေပြီးမတူညီမှုတွေခြားနားမှုတွေကွဲပြားမှုတွေအများကြီးရှိနေတော့ joint command ကယာယီပဲရအဲ့တော့ Federal ပြည်ထောင်စုဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအသစ်တစ်ခုအောက်ကနေပြီးတော့မှ Federal တက်မတော်အဲ့ဒါနဲ့ဆက်တဲ့ဒီ Federal ရဲတပ်ဖွဲ့စသဖြင့်အဲ့လိုတိုင်းပြည်အဆောက်အုံတွေတိုင်းပြည်ရန်နေရတွေပေါ်လာတော့မှသာလျှင်လမ်းကြောင်းမှန်မှာပေါ့အခုကအဲ့လိုမှမဖြစ်တဲ့အခါကျတော့သူများပြောရင်ပြောကားမှာပေါ့ပြီးတော့စစ်လော်ဘီတွေကအမေရိကန်ဆိုရမှာတွားပြီးလုံးနေတာတစုံတရာထိရောက်မှုရှိတယ်ဆိုတော့လေဒါတကယ်တော့ဟုတ်ချင်မှဟုတ်မယ်ဟုတ်ချင်တာဟုတ်သွားနိုင်တာပေါ့ပြောချင်တဲ့ချက်ကငကိုရှိမှငကိုင်းတွေ့ငကိုအခြေအနေကပလဲနေတဲ့အခြေအနေမှာကိုယ့်အခြေအနေကိုပြင်ဖို့အဓိကဖြစ်တယ်တခြားလူတွေလောက်တာကိုတွားပြီးတော့တရားခံရှာတာကနောက်မှဖြစ်တင်တယ်လို့ဒီလိုပဲဖြေပြရစီဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာဒီနောက်ဆုံးမေးခွန်းအနေနဲ့ပေါ့နော်ဒီပြီးခဲ့တဲ့ရက်ပိုင်းကဒီဆရာတို့လည်းဒီထုတ်ပြန်ထားတာပေါ့နော်ဒီကြားပြန့်အခြေပြုနိုင်ငံဖြတ်ကျော်ရာသွေးမှုကြီးကိုဒီစနစ်တကျနှိမ်နင်းနိုင်ဖို့ပေါ့နော် KNU ကဥဆောင်ပြီးတော့တခြား EAO တွေပူးပေါင်းပါဝင်တိုက်ထုတ်ကြဖို့ပေါ့နော်အဲ့ဒါကိုလည်းဆရာတို့တိုက်တွန်းတာတွေ့တယ်ပေါ့ဒီနောက်တစ်ခုကတော့ဒီ Federal အုပ်ချုပ်ရေး Federal တပ်မတော် Federal ရဲတပ်ဖွဲ့တွေဖွဲ့စည်းနိုင်ဖို့ပေါ့ဥတီကြိုးပမ်းတင်တယ်ပေါ့နော်ဒီကြားဖြန့်ကိစ္စကိုအခြေပြုပြီးတော့ဒီပေါ့နော်ဒီဆရာတို့ရဲ့ဒီဥပဒေအထောက်အကူပြုအဖွဲ့ကြီးကတိုက်တွန်းထားတာတွေ့ရတော့လေဒီအဲ့လိုမျိုးတကယ်လို့ Federal အုပ်ချုပ်ရေး Federal တပ်မတော် Federal ရဲတပ်ဖွဲ့တွေဖွဲ့စည်းနိုင်ဖို့ဆိုရင်ဒီဘယ်သူတွေကဥဆောင်တင်လဲပေါ့ပြီးရင်ဘယ်လို view ဟာတွေနဲ့အစစ်စစ်ဆောင်ရွက်ရမယ်ဆိုတာကိုလည်းအကြံပြုရှင်းပြပေးပါအောင်ဆရာလက်တွေ့ရတော့process ပေါ့လုပ်ငန်းစဉ်ကိုဖွင့်ပေးလိုက်ဖို့လိုတယ်ဖိတ်ခေါ်ဖို့လည်းလိုတယ်ကျွန်တော်ထင်တာကတော့အခုလောလောဆယ်မှာနိုင်ငံရေးကရှေ့တန်းမှာကနှစ်ဖက်လုံးကပြေးနေတယ်လို့ပြောလို့ရတယ်နှစ်ဖက်လုံးကပြေးနေတယ်
နှစ်ဖက်လုံးဆိုတာကတော့ဖြင့်ဒီမိုကရေစီအင်အားစုတွေကိုဥဆောင်နေတယ်လူထုအများစုကြီးကိုနိုင်ငံရေးရဥဆောင်နေတယ်လို့ပြောလို့ရတယ် CRPH ရှိတယ် NUCC ရှိတယ် NUG ရှိတယ် NLD ရှိတယ်နိုင်ငံရေးပါတီရဆိုရင် NLD ရှိတယ်ဆိုတော့ဒီအင်အားစုတွေကတစ်ဖက်ကဥဆောင်နေတယ်အခြားတစ်ဖက်ကလည်းပဲတိုင်းရင်းသားပြည်နယ်တွေတိုင်းရင်းသားအင်အားစုတွေကလည်းသူ့နည်းသူ့အနေနဲ့သူဥဆောင်နေကြတယ်အခုဆိုရင်ကိုပြောလျအောင်ပြောတဲ့အတိုင်းပဲ KNU ကသူ့ area ထဲမှာကြားဖြန့်ကိုအပြတ်ရှင်းပြပြီးတော့မှသူ့ဥဆောင်မှုကိုပြန်တင်နေပြီအဲ့တော့ NCA လမ်းကြောင်းကပြတ်ပြတ်သားသားလမ်းခွဲလိုက်တယ်နောက်တစ်ခါပါလဲဒီသူ့အတွင်းမှာရှိတဲ့ကြားဖြန့်နဲ့ဆက်ဆက်နိုင်လောက်တယ်ဆိုတဲ့ပုံကိုယ်တွေကိုစတင်ရေးယူဆောင်ရတယ်ပြီးတော့လည်းပဲDKB ရဲ့မင်းလက်ပံစကိုင်းကြီးကိုတိမ့်ပြပြီးတော့လုတ်ပြနေတယ်တောက်လျှောက်လေးဆက်လုပ်နေတယ်ဆိုတော့ဒီလိုနည်းနဲ့သူ့ရဲ့နိုင်ငံရေးဥဆောင်မှုကိုတင်နေတဲ့အချိန်မှာအလားတူပဲမြောက်ပိုင်းကြည့်လိုက်လို့ရှိရင်လည်းပဲအကြောင်းကြောင့် TNLD ကဆုတ်သွားတဲ့သဘောလိုမျိုးလို့တွေ့ရပြီမဲ့တစ်ဖက်ကကြည့်မယ်ဆိုရင်သူပြန်အားယူနေတယ်လို့ပြောလင်းလို့ရတယ်တစ်ချိန်တည်းမှာဒီ KIA ရလဲသူ့နည်းသူ့ဟာနဲ့သူတက်ရနဲ့နိုင်ငံရေးရောစီရေးရောရှေ့ချီတလုံးတဖြည်းဖြည်းတိုးတဲ့နည်းနဲ့ဆက်လက်ပြီးဥဆောင်ပြနေတယ်အလားတူပဲရခိုင်ပြည်နယ်မှာလည်း ULA ကဥဆောင်ပြီးတော့မှသူနည်းသူ့ဟာနဲ့စုစည်းလို့ရတဲ့မြေပြန့်ဒေသလက်နက်ကိုင်အဖွဲ့တွေမဟာမိတ်တွေနဲ့ပေါင်းပြီးတော့မှတိုင်းတာရထိုးစစ်ကိုဆက်လက်ဆင်နွှဲနေတယ်အဲ့တော့ခြုံပြောလို့ရှိရင်တော့ဖြင့်နှစ်ဖက်လုံးကသူ့ဟာနဲ့သူဥဆောင်မှုရနေကြတယ်သူ့ဟာနဲ့သူလုံနိုင်တဲ့အပိုင်းတွေရှိတယ်အခုဥမာ NUG ဘက်ကဆိုရင်ဒေါ်စင်မအောင်ဥဆောင်ပြီးတော့မှအစိုးရဖွဲ့နေလိုက်တွေ့နေကောင်းတာပဲလားအတိမပြုတ်လို့တာပဲကောင်းတဲ့အချက်တွေရှိတာပဲနိုင်တယ်လို့အုပ်ချုပ်ရေးလုပ်ငန်းတွေလုပ်နေတယ်ကောင်းတဲ့အချက်တွေရှိတာပဲဆိုတော့နှစ်ဖက်လုံးကအဲ့လိုပဲပြိုင်တက်နေကြတဲ့အခါမှာအားကောင်းချက်တွေရှိသလိုအားနည်းချက်တွေလည်းရှိတယ်နှစ်ဖက်လုံးကိုခင်ဗျားတို့ဆရာတို့တာမန်အရက်သားလူလူပဲထားကြပါစို့ဒါအတိအမှပြုဖို့လိုတယ်အတိအမှပြုတဲ့နှစ်ဖက်လုံးအတိအမှပြုတဲ့အချိန်မှာနိုင်ငံရေးကဘယ်သူကပူတာဝန်ရှိလဲလို့ပြောမယ်ဆိုရင်နိုင်ငံရေးရဖြစ်စေနောက်လူများစု background အခြေခံဖြစ်စေလူမျိုးရဖြစ်စေမြန်မာလူမျိုးအများစုကြီးကနေရာယူထားတယ်လို့ပြောလို့ရတယ် NLD CRPH NUCC NUG တို့ကနိုင်ငံရေးရဆိုရင် initiate လုပ်ဖို့ကမကထပြုဖို့ကမ်းလှမ်းဖို့ပို့ပြီးတော့တာဝန်ရှိတယ်လို့ဆရာအနေနဲ့မြင်တယ် process ကို open ဖွင့်ပေးလိုက် bottom up ဆိုတော့တကယ်လက်ခံလိုက်အဲ bottom up ဆိုရင်ဟာကပြည်တော်စုဖွဲ့စည်းကိုပြည်တော်စုတယောက်ဘယ်လိုဖွဲ့စည်းမယ်federal ပြည်တော်စုကိုပြည်နယ်တွေနဲ့ဖွဲ့စည်းမယ်ပြည်နယ်တွေက bottom အဲ့ဒါတကယ်လက်တွေ့ပြည်ပါမဲလေဗျာအဲ့ဒါကိုတောင်ပိုင်းကပြည်နယ်တွေအကုန်လုံးဝိုင်းတောင်းဆိုကြတာပဲတောင်ပိုင်းကသာမကောက်မြောက်ပိုင်းပြည်နယ်တွေလည်းပါတယ်ဆိုတော့ bottom up process ကိုတကယ်ဖွင့်ပေးလိုက်ဖွင့်ပေးနိုင်ငံရေးဆွေးနွေးပွဲလုပ်လို့ရတယ်အခုဖြစ်တယ်ဘာလဲအရေးမပါတဲ့ဟာကြီးခင်ဗျာဒီအင်ဒိုနီးရှားဆွေးနွေးပွဲတော့တက်တော့အာချေးကြောင်းတွက်လိတော့ဘာမှဖြစ်လာမှာမဟုတ်တကယ်လက်တွေ့လုံးတဲ့အလုပ်ကိုဘာကြောင့်မလုပ်တာလဲဆိုတော့အံ့ဩစရာကြီးပဲဒါကြောင့်ခင်ဗျားတို့မီဒီယာတွေကတဆင့်တိုင်းရင်းသားပေါင်းစုံလူကြီးကိုမေတ္တာရပ်ခံနေတာကဘာပြောမျှော်လင့်ချက်မကုန်သေးဘူးလမ်းကြောင်းတွေရှိသေးတယ်ပွင့်နေသေးတယ်ကျွန်တော်တို့ဘက်ကတိုက်နေကြတဲ့ဖက်ဒရယ်ကိုလည်းမငြင်းပဲဖက်ဒရယ်ပြည်အောင်စုတိဆောက်မယ်လို့ထပ်ခါပြောနေကြတဲ့နိုင်ငံရေးအင်အားစုတွေအကုန်လုံးကလည်းသူ့ဟာနဲ့သူအားကောင်းချက်တွေရှိနေကြတယ်အားနည်းချက်တွေရှိနေတယ်ဒီအင်အားစုကြီးနှစ်စုကြီးပေါင်းစပ်ဖို့လိုပြီးတကယ်ကိုနိုင်ငံရေးဆွေးနွေးပွဲလုပ်ဖို့လိုပြီးဒါကပိုအရေးကြီးတယ်ဒါအဓိကကျတယ်ဆိုတဲ့ဟာကို
တိုင်းရင်းသားပေါင်းစုံလူထုတွေကိုယ်တိုင်ကအတန်ကြီးထွက်လာကြမယ်ဘယ်နဲ့ဘက်ကိုလုံးတိုက်တွန်းမယ်အားပေးမယ်အတိအမှပြုမယ်ပူးပေါင်းပါဝင်ဆောင်ရွက်မယ်ဆိုရင်ဖြစ်ကိုဖြစ်တယ်မျှော်လင့်ချက်ကရာဂိုင်နှုန်းပြည့်ကိုရှိတယ်ဒီနိုင်ငံရေးအခြေအနေကြီးပြောင်းသွားပြီးတော့ကိုယ့်ဘက်ကဒါကိုဥတီတဲ့ဖက်ဒရယ်ပြည်အောင်စုရဲ့ဥပဒေပြုလွှတ်တော်ဖက်ဒရယ်လွှတ်တော်ဖက်ဒရယ်ဆိုရဖက်ဒရယ်တရားလွှတ်တော်ချုပ်စတဲ့ state organs လို့ခေါ်တဲ့တိုင်းပြည်ရန်နေရာတွေအဲ့ဒီပုံမှာအခြေခံတဲ့ဖက်ဒရယ်တပ်မတော်ဖက်ဒရယ်ရဲတပ်ဖွဲ့အစရှိသဖြင့်အဲ့ဒါကြီးပေါ်လာယူဇောက်ချလုပ်ခြင်းအပြင်မင်းအွန်လိုင်းရဲ့ရွေးကောက်ပွဲတီးသီးလေးဖြစ်သွားတခါကြားဖြန့်နေဆက်သက်ပြီးတော့ကြားဖြန့်အခြေပြုပြီးတော့ကြားဖြန့်ကိုအသက်သွင်းဖို့ရွေးကောက်ပွဲဆိုတဲ့ဟာကြီးကပေါ်လာရင်မင်းအွန်လိုင်းရဲ့ရွေးကောက်ပွဲကလုံးဝရေစုံပြောသွားဆိုအဲ့လိုနီးနဲ့သွားမယ်ဆိုတော့ဖြစ်ရင်မြန်မာပြည်နိုင်ငံရေးအခြေအနေဟာလာပိုင်းတောတဲမှာပဲပြန်ပြောင်းသွားပြီးတော့ကိုယ့်ဘက်ကဒေါ်လာရေးဘက်ကခုခံစစ်တဲ့အဖွဲ့တွေဘက်က100ရာခိုင်နှုန်းအပြည့်ကိုတာသွားလိမ့်မယ်ဒီအတိုင်းသာလုပ်နိုင်မယ်ဆိုရင်တော့ဖြစ်ရင်2016ခုနှစ်တောတဲမှာပဲနိုင်ငံရေးပြောင်းလဲရာမြေဝါထွန်းတင်တွေ့ရလိမ့်မယ်အောင်ပွဲဟာမျော်လင့်ချက်မကင်းသေးဘူးမျော်လင့်ချက်ကုံစားအကြောင်းလုံးဝမရှိဘူးအောင်ပွဲဟာဒီလမ်းကြောင်းတိုင်းသာရှောက်မယ်ဆိုရင်အောင်ပွဲဟာတိတ်ကိုတေးကြတယ်လို့လူလူတရားလုံးကိုလည်းအားပေးခြင်းနဲ့တိုက်တွန်းခြင်းနဲ့ပူအောင်လက်တွဲပေါင်းဆောင်ကြစီခြင်းနဲ့ဒီလောက်ပဲပြောပြစီပါ